MacBook မှာ background sound လေးတွေဖွင့်ကြမယ် MacBook နဲ့အလုပ်လုပ်နေတော့မှစိတ်ကို relax ဖြစ်စေမယ့်အတန်လေးတွေဖွင့်ထားခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်လိုက်တော့နော်ဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ Apple menu ရဲ့ကိုဝင်ပါပြီးရင်တော့ System Settings ရဲ့ Accessibility ရဲ့ကိုဝင်ပါပြီးရင်တော့ Audio ထဲမှာတာယာတဲ့အတန်လေးတွေကိုစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်စိတ်ကို relax ဖြစ်စေမယ့်အတန်လေးတွေမို့လို့ MacBook 3ရက်နဲ့အလုပ်လုပ်တဲ့အခါဖွင့်ထားလိုက်တော့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်များမှာလည်းဒီလိုမျိုး Apple device နဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးသွားမှာဖြစ်တာမို့လို့ Android Apple Authorized Reseller page လေးကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်